malware အကြောင်းလေးနည်းနည်းလောက်ပြောပြချင်တယ်ဆိုတော့ malware ဆိုတာက malicious software ကျွန်မခဏပြောနေကြအတိုင်းပဲကျွန်မတို့မှာ attack ရယ် defense ရယ်ဒီနည်းအားဖြင့်တိုက်ခိုက်ခြင်းနဲ့ခုခံခြင်းဆိုတာနှစ်မျိုးရှိတယ်ဒီ malware ဆိုတာကြတော့ attack လို့ခေါ်တယ်တိုက်ခိုက်ခြင်းဆိုတဲ့အမျိုးအစားတွေမှာပါတယ်အဲ့တော့ဒီ malware ကိုနောက်ထပ်နာမည်ခွဲတွေအများကြီးထပ်ခေါ်သေးတယ်သူ malicious software ထူးခြားနေတော့တာမန်မဟုတ်တော့ပေါ့ပုံမှန်မဟုတ်တော့ software လို့လည်းခေါ်တယ်တစ်ခါလေ malfunction လို့ခေါ်တယ်တစ်ခါလေ mal program လို့ခေါ်တယ်ဘယ်လိုပဲခေါ်သူဒီပုံမှန်မဟုတ်တော့ကျမတို့ပုံမှန်နေတူကလုပ်နေတော့ဒီ program တစ်ခုပုံမှန်လုပ်နေတော့အလုပ်များကိုမလုပ်ဆောင်တော့ software အမျိုးအစားကို malware လို့ခေါ်တယ် program အမျိုးအစားကို mal program လို့ခေါ်တယ် malfunction လို့ခေါ်တယ်ဆိုတော့ဒါတွေအကုန်လုံးကကျမတို့ပုံမှန်ရှိနေတယ်ကျမတို့ရဲ့ဒီ computer တွေ phone တွေ laptop တွေဒီဟာတွေအကုန်လုံးအတွက်ကိုကျမတို့က harm software တနည်းအားဖြင့်အန္တရာယ်ရှိသော software အမျိုးအစားများလို့သတ်မှတ်လို့ရတယ်။တော့ဒါကိုမြင်သာအောင်လွယ်လွယ်ကူကူကြားဖူးနောက်မှရှိတဲ့စကားလုံးတွေနဲ့ကျမတို့ပြောရမယ်ဆိုရင် virus လို့ဟာမျိုးတွေအဲ့တော့တနည်းအားဖြင့် computer virus လို့ဟာမျိုးပြီးတော့နောက်တစ်ခုကကျတော့ worm လို့ Trojan horse တို့ spyware တို့ဒီလိုဟာမျိုးတွေအကုန်လုံးကြီးကျမတို့ဘယ်အမျိုးအစားတွေမှာပါလဲဆိုတော့ malware ဆိုတဲ့အမျိုးအစားတွေမှာပါတယ်အဲ့တော့ကျမတို့ computer တစ်လုံး phone တစ်လုံးဒီ network လို့နေရာမျိုးတွေထဲမှာ malware ဝင်လာပြီဆိုရင်ကျမတို့ငကိုလှုပ်ဆောင်နေတော့လှုပ်ဆောင်ချက်များသည်ပျက်စီးသွားမယ်သို့မဟုတ်ရပ်တန့်သွားမယ်အလုပ်တွေအောက်ပေါ်မထွက်တော့ဘူးလို့ကျမတို့ယူဆလို့ရတယ်ဆိုတော့ဒီလိုနေရာမျိုးတွေမှာကျမတို့ malware ကိုဘယ်လိုကာကွယ်မလဲလို့ပြန်စဉ်းစားလို့ရတယ်အဲ့တော့ malware ကိုကာကွယ်ရမယ့်နည်းလမ်းကတော့နှစ်မျိုးရှိတယ်ပထမတစ်မျိုးကကြတော့ဘာလဲဆိုတော့ awareness ဆိုတာကြတော့အသိပညာပေးခြင်းအဲ့တော့ကိုယ်ပါဝင်ကိုယ့်ရဲ့ team ထဲမှာရှိတဲ့သူတွေကိုယ့်ရဲ့ member တွေဒီကိုယ့်ရဲ့ network ကိုအသုံးပြုမဲ့သူကိုယ့်ရဲ့ computer ကိုအသုံးပြုမဲ့သူတွေအကုန်လုံးကိုကျမတို့ awareness လုပ်ရမယ်အဲ့တော့အဲ့ awareness လုပ်တဲ့အထက်မှာနောက်တစ်ဆင့်အနေနဲ့မလုပ်ရမလဲဆိုတော့ကျမတို့ computer တွေကို email တစ်စောင်ဝင်လာပြီဒါမှမဟုတ်ကျမတို့ဒီ computer တွေကို file တစ်ခုဝင်လာပြီဆိုရင်ကျမတို့ကဘာလုပ်ပလိုက်ရလဲဆိုတော့အဲ့ file တစ်ခုဒီ email တစ်စောင်တနည်းအားဖြင့်ကျမတို့စပြီးဝင်လာတဲ့အဝင်တွေအကုန်လုံးကျမတို့ quarantine လို့ခေါ်တဲ့ခွဲခြားသတ်မှတ်ခြင်းကျမတို့ quarantine ကကျမတို့COVID-19 မှာလည်းဒါအများကြီးလှုံ့ဆော်ခဲ့ဘူးတယ်လှုံ့ဆော်ချက်တစ်ခုဖြစ်တယ်ဒါကိုပဲကျမတို့ computerize လုပ်တဲ့ malware တွေမှာပဲဒါကိုပြန်သုံးမယ် protection အရင်လုပ်မယ် awareness အရင်လုပ်မယ်ပြီးရင် protection အနေနဲ့ quarantine လုပ်မယ် quarantine လုပ်တဲ့အချိန်မှာ quarantine လုပ်လို့ဒါကိုအန္တရာယ်ရှိတယ်လို့ယူဆတယ်အထဲထဲမှာကျမတို့အတွက်အန္တရာယ်ရှိသောအကြောင်းအရာတစ်ခုခုပါပြီတနည်းအားဖြင့် COVID-19 ကဲ့သို့တော့ကျမတို့အန္တရာယ်ရှိသော software တစ်ခုခုပါနေပြီပေါ့ဒါအပြင်မှာဆိုရင်တော့ဒီလိုယောဂပိုးလို့ပြောလို့ရတယ် computer ထဲမှာဆိုလို့ရှိရင်တော့ကျမတို့ဒီ virus အမျိုးအစားတစ်ခုဖြစ်နိုင်တယ်အဲ့လိုဝင်နေပြီဆိုကျမတို့တစ်ခါတည်း remove လုပ်လိုက်တာဒီလိုနည်းလမ်းနဲ့လည်းသုံးတယ်လို့မျိုးနောက်တစ်နည်းလမ်းကျတော့ကျမတို့ tools တွေသုံးတာအဲ့တော့ tools ကလည်းအားလုံးကြားဖို့ပြီးသားဖြစ်တဲ့ antivirus လိုဟာမျိုးတွေဒါမှမဟုတ်ဒီ network ထဲမှာပတ်သက်တဲ့ network ကို setting ပြောင်းလိုက်တာဥပမာအဖြစ်ကျမတို့ firewall လိုဟာမျိုး setting ခံခြင်းအဖြစ်လည်းကျမတို့ malware တွေကို protect လုပ်လို့ရတယ်အဲ့တော့ကျမဒီ video file မှာအဓိကပြောသွားတာတော့ကျမတို့ malware ဆိုတာဘာလဲနဲ့ malware ကိုကျမတို့ရဲ့ဒီစနစ်တွေမှာတနည်းအားဖြင့် computer စနစ်တွေမှာဘယ်လိုကာကွယ်မလဲဆိုတဲ့အကြောင်းအရာကိုအကြမ်းဖျင်းပြောပြသွားခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်